ကျွန်တော်ခုပြောမဲ့ဟာကိုဗမာတွေတေတေချာချာလေးတွေးပေးစေခြင်းနဲ့တွေးကြည့်စေခြင်းနဲ့ဗမာတွေရဲ့လို့မဟုတ်ဘူးမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံကိုတစ္ဆာရှိတဲ့တိုင်းရင်းသားမှန်သမျှနိုင်ငံကိုချစ်တဲ့တိုင်းရင်းသားမှန်သမျှကိုကျွန်တော်ကတေချာတွေးကြည့်စေခြင်းနဲ့ကျွန်တော်တို့လိုမြန်မာနိုင်ငံမှာကျွန်တော်တို့မြန်မာနိုင်ငံလိုမျိုးနိုင်ငံယူနေတဲ့ပေါက်လို့ပဲစားတွေရိုက်တက်လို့မကုံတဲ့နိုင်ငံကျွန်တော်တို့နိုင်ငံလိုမျိုးတပုံတွေရိုက်တက်လို့မကုံတဲ့နိုင်ငံမျိုးကျွန်တော်တို့မြန်မာနိုင်ငံမှာလို့လူမျိုးရဲ့အမုန်းတရားတွေရှိတဲ့လူတွေနေထိုင်တဲ့နိုင်ငံမျိုးမှာစစ်တပ်လိုအဖွဲ့အစည်းစစ်တပ်လိုအရာမျိုးမရှိလို့ဖြစ်နိုင်ပါမလားကျွန်တော်တို့ဒီလိုစကားမျိုးပြောတဲ့အချိန်မှာခွဲခြားခြားမသိတဲ့အုပ်စုတွေကဘောမာတယ်လို့ထင်ကြလိမ့်မယ်စစ်တပ်ကိုဘောမာတယ်လို့ထင်ကြလိမ့်မယ်ကျွန်တော်တို့ကဒီစစ်တပ်ဆိုတဲ့ institution ကို UTP ပြောတာဖြစ်တယ်စစ်တပ်မှာရှိနေတဲ့အရာရှိတွေကို UTP ပြောတာမဟုတ်တယ်လို့စစ်တပ်မှာရှိတဲ့ဦးမင်းအောင်လှိုင်ကို UTP တော့ကျွန်တော်တို့ကပြောတာလည်းမဟုတ်ဘူးကျွန်တော်တို့အခုချိန်မှာဒီလိုမျိုးကော်တူးလေးဆိုပြီးတော့နိုင်ငံကြော်ညာလိုက်အဖရခိုင်ဆိုပြီးတော့နိုင်ငံကြော်ညာလိုက်ဝမ်ပေါင်ဆိုပြီးတော့နိုင်ငံကြော်ညာလိုက်ဝါဆိုပြီးတော့နိုင်ငံကြော်ညာလိုက်ကိုကန့်ဆိုပြီးတော့နိုင်ငံကြော်ညာလိုက်ဒီလိုမျိုးပေါက်လို့ပဲစားတွေလုံနေတဲ့အချိန်မှာကျွန်တော်ကောင်းထဲမှာဘာတွေးမိလိုက်လဲဆိုရင်လွတ်တော်ထဲမှာစစ်တပ်က25ရာခိုင်နှုန်းမဟုတ်ဖဲအနည်းဆုံး30လောက်ထိယူတင်တယ်ဆိုပြီးတော့ကျွန်တော်ကတွေးမိတယ်တွေးကြည့်တော့စစ်တပ်လိုမျိုးဒီလောက်ခိုင်မာတဲ့အဖွဲ့အစည်းကိုတောင်ဒီတပုံတွေကလူရမသွင်းတာအခြားဘေးအဖွဲ့အစည်းကများပြည်တော်စုအတွက်လှုပ်ပေးနိုင်ပါလဲဘေးအဖွဲ့အစည်းကများနိုင်ငံအတွက်လှုပ်ပေးနိုင်ပါလဲစဉ်းစားကြည့်လို့ရတယ်ကျွန်တော်ကပြောတဲ့အချိန်မှာကျွန်တော်တို့ကရှင်းလေးပဲကျွန်တော်တို့ကမြန်မာလူမျိုးဖြစ်တယ်မြန်မာလူမျိုးကမှဗမာစစ်ဖြစ်တယ်ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကပြည်တော်စုကိုတန်ဖိုးထားတယ်တိုင်းသားစည်းလုံးညီညွတ်ရေးကိုလည်းတန်ဖိုးထားတယ်ဒီနိုင်ငံလုံးထဲမှာရှိတဲ့ဘယ်သူပဲနေကျွန်တော်တို့ကမြန်မာနိုင်ငံသားလိုပဲတတ်မှတ်တယ်မြန်မာနိုင်ငံတိုင်းရင်းသားတွေဆိုပြီးတော့ပဲကျွန်တော်တို့ကတတ်မှတ်တယ်ဆိုတော့ပြောချင်တာကတိုင်းရင်းသားတိုင်းမှာလည်းကချင်ထဲမှာလည်းကချင်ချင်းပဋိပက္ခတွေရှိတယ်ဆိုတော့ဒီကချင်ထဲမှာရှိတဲ့တိုင်းရင်းသားတွေအတိဆုံးဖြစ်တယ်စစ်တပ်ရှိလို့မရှိလို့ရမလားဆိုတာဒီကချင်ထဲကတိုင်းရင်းသားလူမျိုးစုလေးတွေအတိဆုံးဖြစ်တယ်ရှမ်းမှာဆိုရင်လည်းဒီတိုင်းပဲစစ်တပ်မရှိရင်ဒီရှမ်းပြည်တစ်ခုလုံးဘာဖြစ်သွားမလဲဆိုတာရှမ်းလူမျိုးတွေအတိဆုံးဖြစ်တယ်အဲ့လိုပဲကရင်မွန်ရခိုင်နေဆိုတာကလည်းအတူတူပဲမှိုင်းမိနေလို့ဒါသူတို့အတွေးခေါ်တွေလွဲနေလို့ဒါဒီလိုမျိုးတွေပြောနေတယ်ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာဖြစ်ပျက်နေတယ်ဗမာတွေလည်းသိတယ်နဲ့ဖြစ်ပျက်နေတယ်တကယ်တမ်းသေချာတွေးကြည့်လိုက်ရခိုင်ထဲမှာဆိုရင်စစ်တပ်မရှိဘူးဆိုရင်ဘာဖြစ်သွားမလဲဆိုတာ2012အရေးအခင်းကတတ်တည်ပဲဖြစ်တယ်ဒီကချင်ထဲမှာစစ်တပ်တာမရှိဘူးဆိုရင်အခြားကချင်တိုင်းရင်းသားတွေဘာဖြစ်သွားမလဲဆိုတာလီဆူတို့ရဝမ်တို့လဝေါ်တို့လက်ချိတ်တို့အတိဆုံးဖြစ်တယ်ရှမ်းထဲမှာဆိုရင်လည်းထိုနည်းတူပဲစစ်တပ်မရှိဘူးဆိုရင်ဒီရှမ်းတွေဘာဖြစ်သွားမလဲဆိုတာရှမ်းတွေအတိဆုံးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကပြောချင်တာကကျွန်တော်တို့ကစစ်တပ်ကိုထောက်ခံတယ်မှန်တယ်ကျွန်တော်တို့စစ်တပ်ကိုထောက်ခံတယ်ဆိုတာဒီစစ်တပ်တွေကလူတွေကိုထောက်ခံနေတာမဟုတ်ဘူးဒီ institution ကြီးကိုကျွန်တော်တို့ကထောက်ခံတာဖြစ်တယ်စစ်တပ်ထဲမှာဒီဦးမင်းအောင်လှိုင်တို့အုပ်စုမဟုတ်ဖဲနဲ့အခြားဘသူပဲဖြစ်နေဒီစစ်တပ်ထဲကိုရှိနေတယ်စစ်တပ်ဆိုတဲ့ institution နဲ့အတူနိုင်ငံကိုကာကွယ်တယ်အမျိုးဘာသာကိုကာကွယ်တယ်မြန်မာနိုင်ငံသားတွေကိုကာကွယ်တယ်ဆိုရင်ဘသူပဲရှိနေကျွန်တော်တို့ကထောက်ခံမှာဖြစ်တယ်စစ်တပ်လို့ပြောလိုက်တာနဲ့ဦးမင်းအောင်လှိုင်တို့ကိုတွားမမြင်နဲ့စစ်တပ်ကိုပြောလိုက်တာနဲ့ဘောမာတယ်ဆိုပြီးတော့တွားမမြင်နဲ့အမှန်တရားနိုင်ငံရဲ့အရှိတရားနိုင်ငံရဲ့အမှန်တရားကိုလက်ခံဖို့လိုတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုတာကတိုင်းရင်းသားက135မျိုးရှိရင်တပုံပေါင်းက200လောက်ရှိနေတယ်အဲ့လိုမျိုးနိုင်ငံထဲမှာဒီနိုင်ငံလုံးကိုထိမ့်ပြီးတဲ့စစ်တပ်မရှိရင်ရနိုင်ပါမလားကျွန်တော်တို့မြန်မာနိုင်ငံလိုမျိုးပတ်လည်မှာရန်သူတွေဝိုင်းနေတဲ့နိုင်ငံငယ်လေးစစ်တပ်မရှိဘဲနဲ့ဖြစ်နိုင်မှာမလားမှန်တယ်နေရာတိုင်းမှာကကောင်းတာရှိတယ်လို့မကောင်းတာလည်းရှိတယ်စစ်တပ်ထဲမှာဆိုရင်လည်းသူတို့ရဲ့စနစ်တွေကစိုးတဲ့အရာတွေလည်းရှိတယ်ဒါပေမဲ့စစ်တပ်ထဲကောင်းတဲ့ institution အဖွဲ့အစည်းကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဘေးအဖွဲ့အစည်းရှိတယ်ဆိုရင်ပြောလိုက်ကျွန်တော်တို့ကအပြည့်အဝထောက်ခံပြီးသားသူကသူဘာပဲနေဘေးဘာသာပဲနေဘေးလူမျိုးပဲနေနိုင်ငံကိုတန်ဖိုးထားရင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကို
တန်ဖိုးထားတယ်ဆိုရင်ကျွန်တော်တို့ကတန်ဖိုးထားပြီးသားပဲကျွန်တော်တို့က respect ထားပြီးသားပဲဆိုတော့ပြောချင်တာကစစ်တပ်လို့ပြောတိုင်းဘောမတယ်ဆိုပြီးတော့ပြေးမမြင်နဲ့ဒီလိုမျိုးအတွေးတွေရိုက်သွင်းတာကစစ်တပ်လို့ပြောလိုက်တာနဲ့နိုင်ငံအတွက်ပြောလိုက်တာနဲ့ဘာသာအတွက်ပြောလိုက်တာနဲ့ဘောမဆိုပြီးနာမည်တွေဆွတ်ပြီးတော့ရိုက်သွင်းနေတာကနိုင်ငံအတွက်လူမျိုးအတွက်ဘာသာအတွက်ကိုဖျက်ဆီးနေတာနဲ့အတူတူပဲဖြစ်တယ်ကျွန်တော်တို့ကရှင်းရှင်းလေးပဲစစ်တပ်ထဲမှာအခုပုဂ္ဂိုလ်တွေမဟုတ်ဘဲနဲ့အခြားဘေးပုဂ္ဂိုလ်ပဲနေနေကျွန်တော်တို့ကအားပေးပြီးသားပဲအဓိကကနိုင်ငံအတွက်ရှိနေဖို့ကျွန်တော်တို့ဘာသာအတွက်ရှိနေဖို့ကျွန်တော်တို့လူမျိုးအတွက်ရှိနေဖို့ဘယ်လိုတဲ့အဓိကသိရမှာကကျွန်တော်တို့မြန်မာနိုင်ငံဆိုတာကရန်သူတွေပတ်လည်ဝိုင်းနေတဲ့နိုင်ငံဆိုတာသိရမယ်ကျွန်တော်တို့မြန်မာနိုင်ငံကတိုင်းရင်းသား135မျိုးသာရှိပေမဲ့တပုံပေါင်းက200လောက်ရှိနေတဲ့နိုင်ငံဆိုတာကျွန်တော်တို့သိရမယ်ဒီလိုခွဲခွဲခြားခြားသိတယ်ဆိုရင်အားလုံးနားလည်ကြလိမ့်မယ်ကျွန်တော်ပြောပြမယ်အချို့ကဒီ2021အရေးအခင်းနိုင်ငံရေးခင်းကိုတိုင်းရင်းသားလက်နက်ကိုင်တွေကရောချကြတယ်ဘယ်လိုရောချကြလဲဆိုရင်သူတို့ကဒေါ်လာရေးလုပ်နေတယ်မြန်မာနိုင်ငံဒီမိုကရေစီအတွက်အလုပ်လုပ်နေတယ်ဆိုပြီးတော့ရောချကြတယ်အဲ့လိုရောချတဲ့အချိန်မှာဗမာအများစုကကျွန်တော်ကဘာဖြစ်လို့ဗမာကို UTV ပြောတာလဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပြောရမယ်ဆိုရင်အမှန်တိုင်းပြောရမယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံအနာဂတ်ရဲ့80%လုံးကဗမာလူမျိုးတွေပေါ်ဥတည်နေတယ်ကျွန်တော်ကအဲ့လိုပြောတာကလည်းတခြားသူတွေကိုနှိမ်ပြီးတော့ပြောတာမဟုတ်ဘူးဗမာတွေကိုမြှောက်ပြီးတော့ပြောတာလည်းမဟုတ်ဘူးဗမာတွေကအခုကိစ္စမှာအခုနိုင်ငံရေးကိစ္စမှာတခြားတိုင်းရင်းသားတွေတက်ပို့ပြီးတော့မှိုင်းမိနေလို့ကျွန်တော်ကဒီအရာကိုဥတည်ပြီးတော့ပြောပြခြင်းဖြစ်တယ်။ဘာပြောချင်တာလဲဆိုရင်ဒီတိုင်းသားလက်နက်ကိုင်တွေကဒီ2021နိုင်ငံရေးအရေးခင်းကိုသူတို့ကမြန်မာနိုင်ငံအတွက်ဒေါ်လာရေးလုပ်တယ်မြန်မာနိုင်ငံအတွက်ဒီမိုကရေစီလုပ်တယ်ဆိုပြီးတော့ရောချတဲ့အချိန်မှာဗမာတွေကဒီအရာကြီးကိုယုံပြီးတော့အားပေးကြတယ်ကျွန်တော်ကဒီ2021မှာစတဲ့ဗမာ PDF တွေကိုကျွန်တော်ကမပြောလို့ဘူးဘာဖြစ်လို့လဲဆိုရင်သူတို့ကအခုမှဒီအရေးခင်းကြောင့်သူတို့ဒီအရာပေါ်လာတာဖြစ်တယ်ကျွန်တော်ကဆိုတော့ဒီအရာတွေကိုတော့ကျွန်တော်ထည့်မပြောချင်ဘူးဒါပေမဲ့ပြောချင်တာကတိုင်းသားလက်နက်ကိုင်တွေဒီမိုကရေစီလက်အတွက်လုပ်တယ်ဆိုရင်ကျွန်တော်တို့အားလုံးဒီမိုကရေစီခေါင်းဆောင်လို့သတ်မှတ်ထားတဲ့ဒေါအောင်ဆန်းစုကြည်လက်ထက်မှာကောဘာဖြစ်လို့သူတို့ပုံကန်တာလဲသူတို့ပုံကန်လို့တောင်းပါရဲ့ဒေါအောင်ဆန်းစုကြည်ကဒီတိုင်းသားလက်နက်ကိုင်တွေကိုနိုင်ငံတပုံဆိုပြီးတော့တရားဝင်ထုတ်ပြန်ထားတာမဟုတ်ဘူးလားဆိုတော့ဒီလူတွေကဒီမိုကရေစီအတွက်လို့ပြောရဲဆိုရင်ယုံလားယုံတင်လားကိုအုံနောက်နဲ့ကိုစဉ်းစားဖို့လိုတယ်